စိတ်တတိကနူးညံ့ပြောပြောနဲ့ခက်ထန်တင်းမာတဲ့စိတ်ထားမရှိဘူးအလွန်မောက်မာတဲ့မာမနာတရားတွေလည်းမရှိဘူးမရှိတော့သူကဘာလုပ်တယ်လဲမာမနာတွေမကြည့်ဘူးရှိခိုးတဲ့ပုဂ္ဂိုလ်ကိုရှိခိုးတယ်ခရီးဥကြိုးဆိုတဲ့ကြိုးဆိုတဲ့ပုဂ္ဂိုလ်ကိုခရီးဥကြိုးဆိုတယ်နေရာဖယ်ပေးတဲ့ဖယ်ပေးတဲ့ပုဂ္ဂိုလ်ကိုနေရာဖယ်ပေးတယ်လမ်းဖယ်ပေးတဲ့ဖယ်ပေးတဲ့ပုဂ္ဂိုလ်ကိုလမ်းဖယ်ပေးတယ်ရိုသေတဲ့ပုဂ္ဂိုလ်ကိုရိုသေတယ်လေးစားတဲ့ပုဂ္ဂိုလ်ကိုလေးစားတယ်မြတ်နိုးတဲ့ပုဂ္ဂိုလ်ကိုမြတ်နိုးတယ်ပူဇော်တဲ့ပုဂ္ဂိုလ်ကိုပူဇော်တယ်ပြည့်ပြည့်စုံစုံပြုကျင့်ဆောက်တည်ထအပ်တဲ့ဒီကုသိုလ်ကံကြောင့်တေတိချမ်းမင်းနဲ့ကောင်းရတုဂရိနတ်ပြည်လောကကိုကျင့်ပြီးဧကံရောက်နိုင်တယ်ခဏတော့ပြောဥပါတဲ့ထုံးလေးတစ်ခုပေါ့နည်းနည်းမိုးတော်တဲ့အချိန်ခါမှာမြတ်စွာဘုရားမဟာကရုဏာတော်သမဘဝင်စားပြီးတော့လောကကိုကြည့်ရှုတော်မူလိုက်တဲ့အခါသန္တာလီအမေအိုကြီးဉာဏ်ကိုရထက်မှထင်လာတယ်ဆက်ပြီးတော့ဆင်ញင်ကြည့်တော်မူလိုက်တဲ့အခါသန္တာလီအမေအိုကြီးဒီနေ့သိတော့မယ်မရရောက်တော့မယ်ဆိုတော့မြတ်စွာဘုရားမြင်တော်မူတော့ဒီအမေအိုကိုငါကဲတင်နိုင်လားလို့ကြည့်လိုက်တော့ကဲတင်လို့ရနိုင်သေးတယ်ဆိုတော့မြတ်စွာဘုရားမြင်တော်မူပါတယ်သန္တာလီအမေအိုဆိုတာကတော့တောင်းစားတူဖြစ်ပါတယ်ဒွန်းဆန္ဒတူပဲအဲ့ဒီဒွန်းဆန္ဒတူကိုမြတ်စွာဘုရားဒီနေ့ချီးမြှောက်ဖို့အခါအခွင့်လေးရသွားတယ်ဒီတော့မြတ်စွာဘုရားယဟန်တန်ကအပေါင်းချမ်းရံပြီးတော့သန္တာလီအမေအိုရာဇဂိုမြို့တွင်သို့သမင်းတောင်းဖို့ရန်ဝင်ရောက်လာတဲ့အချိန်ကိုမှတ်မြော်ပြီးတော့ရင်ဆိုင်တိုးရန်မြတ်စွာဘုရားဆုံးခံကြတော်မူပါတယ်သန္တာလီအမေအိုကလည်းတုံချီနဲ့ရာဇဂိုမြို့တွင်သမင်းတောင်းဖို့ရန်အတွက်ဝင်လာခဲ့တယ်မြတ်စွာဘုရားနဲ့တဏှာမှာရင်ဆိုင်သွားပြီးတိုးကြတယ်တိုးလိုက်တဲ့အခါမြတ်စွာဘုရားကရှေ့ကိုခရီးဆက်ပြီးကြွတော်မမူပဲမတ်တရပြီးနေတော်မူလိုက်ပါတယ်ထိုချိန်ကမှာဘယ်လိုအကြောင်းကြောင့်ဘုရားရှင်ဒီနေရာမှာမတ်တရနေရတယ်လို့နောက်တော်ကပါလာတဲ့အရှင်မမောက္ခလံကိုရောမြတ်ကြီးကဆင်ញင်ကြည့်လိုက်တဲ့အခါသန္တာလီအမေအိုကိုချီးမြှောက်ခြင်းလို့မြတ်စွာဘုရားဒီနေရာမှာမတ်တရနေတာမြင်တော့ဂါထာလေးနှစ်ခုနဲ့အရှင်မမောက္ခလံကိုရောမြတ်ကြီးကသန္တာလီအမေအိုကိုသွားပြီးတော့တိုက်တွန်းအဲ့တော့ဒီဂါထာလေးတွေရဲ့ဆိုရင်ကတော့ဒကမာကြီးယသိဟူသည်များတို့တွင်အသာဆုံးအမြတ်ဆုံးယသိဖြစ်တော်မူတဲ့ဂေါရမနွယ်ဘရှင်တော်မြတ်ဖျားသည်အသင်္ကန္တလီအမေအိုကိုချီးမြှောက်တော်မူလိုတဲ့အတွက်သနာဆောင်ရှောက်ချီးမြှောက်တော်မူလိုသည့်အတွက်မတ္တယကတည်နေတော်မူပါပြီတဲ့ဒါကြောင့်လင်းမြန်စွာဂေါရမမြတ်စွာဘုရား၏ခြေတော်ဆုံးကြာပရုံကိုဥတိုက်လိုက်သမှာသင်္ကန္တလီအမေအိုအတွက်နောက်ထပ်လူလောကမှာနေရမယ့်အချိန်ကာလတက်တန်းပြီးအလွန်တိုးတောင်းလှပါတယ်ဆိုပြီးတော့တိုက်တွန်းလိုက်တယ်အဲ့ဒီတိုက်တွန်းချက်ကလေးအရာသူ့မှာလည်းမာမနာကမရှိလေတော့မြတ်စွာဘုရားကိုတုံကြီးနဲ့တောင်းဝေးလေးချပြီးတော့ခြေတော်အစုံကြားပရုံကိုဥတိုက်ပါတယ်ရှိခိုးပါတယ်ရှိခိုးပြီးတဲ့အခါမတ္တယလက်အုပ်ချပြီးတော့မြတ်စွာဘုရားအမှုရှိတဲ့တန်ဃာတော်တွေကိုဖူးမြော်ကြတော့နေတယ်ဤမြတ်လို့ဆိုရင်တော့ဒီအမေအိုကြီးနတ်ရွာတုဂတိရောက်လောက်တဲ့အကြောင်းတော့ရှိပြီလို့လုံလောက်ပြီလို့မြတ်စွာဘုရားသိတော်မူတဲ့အတွက်ရှေ့ကိုဆက်လက်ပြီးကြွတော်မူပါတယ်ဘုရားရှင်နဲ့တန်ဃာတော်များတော်လေးဝေးသွားတဲ့အခါပေါ့မျက်ွယ်လောက်ရောက်တဲ့အချိန်ကကြတော့သန္တာလီအမေအိုလည်းနွားခွေပြီးတက်လိုက်လို့ပြေးသွားတယ်နတ်ပြည်ရောက်သွားတယ်ပတ်စံဘယ်နှပြားကုန်လဲတပြားမှမကုန်ပါဘူးသန္တာလတူကနတ်သမီးဖြစ်သွားရတယ်ဆိုရင်ဒီလိုကျင့်ဖို့ပฏิပတ်မျိုးကိုကျင့်ဖို့မကောင်းဘူးလားသိကောင်းတယ်လူကြီးသူမလေးရှိသွားရင်ဘာလုပ်ရမလဲခါလေးကုန်ရမယ်အယုဒ္ဓပေးရမယ်လမ်းဖဲပေးရမယ်အခုတော့ဟိုတနေ့ပဲတခါတယောက်ကလျှောက်တယ်ခုခေတ်ကလေးတွေဖျားလူကြီးရှိခါလေးမြုပ်ပြီးကုန်းပြီးသွားမှအမတန်ဟိုလေးနေပုံရတယ်တဲ့လူကြီးတွေရှိကိုယိုသေးတဲ့အမူအရာလေးပြပြီးတော့သွားတဲ့စိတ်ထားမရှိဘူးယိုသေးတိုက်တဲ့ပုဂ္ဂိုလ်ကိုယိုသေးရမယ်အနိကဆုံးမိမိအမြဲတမ်းယိုသေးရမယ်ပုဂ္ဂိုလ်ဒီပါလေမိဘနှစ်ပါးပဲမိဘနှစ်ပါးရှေ့ကိုမိမိကဖြတ်ကျော်ပြီးသွားတော့မယ်ဆိုရင်ဘာဖြစ်မလဲရှေ့ယဉ်ကျေးမှုတစ်ခုပေါ့ခါလေးကုန်းညွတ်ပြီးတော့ဒါလေးဖြည်းဖြည်းသွားရတယ်ဆောင်းကြီးအောင်ကြီးနဲ့တော့ရမလားမဟုတ်ပါဘူးဒါကြောင့်ဒီရင်ကျင်းမှုလေးတွေဟာကလေးတွေရဲ့တန်တာမှာကင်းဝတည်နေခဲ့ရင်ကုသိုလ်တရားတွေတိုးပွားပြီးမလာနိုင်ဘူးလားလာနိုင်တယ်ပတ်စံတရားမှမကုန်မဲနဲ့ရရှိတဲ့ကုသိုလ်ပဲသို့တော့အကယ်၍နတ်ရတုဂတိကိုအခါခွင့်မတင်သေးလို့မရောက်သေးဘူးထားရှင်းတော့မှခြံရံထားတဲ့ဒီကုသိုလ်စိတ်စေတနာတွေကနေပြီးတော့ပို့ဆောင်ပေးလိုက်လို့လူပြည်လူလောကကိုတပတ်ပြန်ပြီးလူဖြစ်ခဲ့မယ်ဆိုရင်ဘာဖြစ်မလဲလူပြည်လူလောကမှာတပတ်ပြန်ကြော့ပြီးတော့လူသားတအုပ်အဖြစ်နဲ့ရောက်ရှိလာခဲ့မယ်ဆိုရင်မြင့်မြတ်တဲ့အမျိုးနွယ်မှာပဲလာပြီးတော့လူဖြစ်ရတယ်ဒီလိုဆိုရင်ဒီမမနာလေးတွေကိုနှိမ်ချိုးထားဖို့မကောင်းဘူးလားသိကောင်းတယ်ငါကပညာဘယ်လောက်တတ်တယ်ငါကစီစဉ်ဥစ္စာဘယ်လောက်ရှိတယ်
ငါကအသိဉာဏ်ဘယ်လောက်ရှိတယ်ဆိုပြီးကိုယ့်ဟာကိုယ်မာနလေးတွေထောင်နေဖို့လိုသေးလားမလိုကိုယ်စိတ်သိရှိလို့ကိုယ့်ဟာကိုယ်မာနကြည့်တာဘာဖြစ်ရမလဲဆိုတဲ့ဒီစိတ်ထားမျိုးမွေးမြူသင့်သလားမမွေးမြူသင့်ဘူးမွေးမြူလိုက်မယ်ဆိုလို့ရှိရင်ဘာဖြစ်မလဲမိမိကနောင်တန္တရာခီးတခုဆက်ရန်ရှိနေသေးရင်ရုပ်ဉာဏ်နဲ့အမျိုးနဲ့မှာသွားပြီးတော့လူဖြစ်ရတန္တရာခီးဆုံးအောင်လုပ်နိုင်ရင်တော့ကောင်းပါတယ်မဆုံးသေးဘူးဆိုလို့ရှိရင်တော့ဘာဖြစ်မလဲဒီခက်တန်တင်းမှနေတဲ့စိတ်ထားလေးကိုဘာဖြစ်ရမလဲလျှော့ချပေးရအတ္တယူတိုက်တဲ့ထုံးတစ်ခုရှိပါတယ်ဦးဇင်းတို့တာဂဝေမင်းသား6ဦးပေါ့အရှင်အာနန္ဒာလည်းပါတယ်အရှင်အနုရုဒ္ဓအရှင်အာနန္ဒာအရှင်ကိမိလအရှင်ဗတ္တိယအရှင်ဘဂုနောက်တစ်ခုကတော့တပါးတော်မိတ္တိတွေပဲနော်အဲ့ဒါတို့တာဂဝေမင်းသား6ဦးနောက်တစ်ခုသတ္တာဒီတို့ရဲ့အခိုင်အစီဖြစ်တဲ့ဥပါလိကတဦးအဲ့ဒီတာဂဝေမင်းသား6ဦးအရှင်ဒီဝရနော်အရှင်ဒီဝရပါတယ်အဲ့ဒီ6ဦးနဲ့တာဂဝေမင်းသား6ဦးတို့တို့ရှင်ဟန်ပြုဖို့ရအတွက်မြတ်စွာဘုရားကခွင့်တောင်းကြတယ်မြတ်စွာဘုရားတဝါရတော်မူပြီးနောက်ကပိလိုနေပြည်တော်ကိုကြွတဲ့အချိန်ကမှကပိလိုနေပြည်တော်မှာ9ရက်သတင်းသုံးတော်မူခဲ့ပါတယ်သတင်းသုံးတော်မူပြီးတဲ့နောက်ရာဇဂုံမြို့ကိုပြန်ပြီးအကြွမေတ္တာလူပတရဲ့ဥယျာဉ်လို့ယူဆရပါတယ်နော်အဲ့ဒီတရဲ့ဥယျာဉ်အတွင်းမှာနောက်ကနေသူတို့လိုက်လာပြီးတော့မြတ်စွာဘုရားတန်ရှင်ဟန်ပြုဖို့ရခွင့်တောင်းကြတယ်ဒီတာဂဝေမင်းသား6ဦးခွင့်တောင်းတဲ့အချိန်ကမှသူတို့ရဲ့တသက်လုံးကြည်ကြွအဖြစ်နဲ့ခိုင်းစီလာတဲ့သတ္တတိဖြစ်တဲ့ဥပါလိလည်းပါပါတယ်ဥပါလိကိုသူတို့ရဲ့လက်ဝဲလက်စားတွေအားလုံးချွတ်ပြီးတော့ဆုလက်အဖြစ်နဲ့ပေးလိုက်တယ်သင်ပြန်ပြီးတော့တို့တော့ရှင်ဟန်ပြုလိုက်ပြီးလို့ဒါအကြောင်းကြားလိုက်ပြီးတော့မှာလိုက်တယ်ထိုချိန်ကမှပါဠိသတ္တတိကလည်းစဉ်းစားတယ်တာဂဝေမင်းသားတွေကအမတန်အမျိုးစိတ်ဓာတ်ခက်ထန်ဇာတိမှခက်ထန်တယ်မာမနသိကြီးကြတယ်ဒီတော့ငါကဒီလက်ဝလက်စားတွေကိုယူပြီးတော့ပြန်တော့ခဲ့ရင်ငါအပေါ်မှာမယုံတင်ငါဖြစ်ခဲ့လို့ရှိရင်ငါအတွက်အသက်အန္တရာယ်တော့ဖြစ်နိုင်တယ်ဒီတော့ငါလည်းဒီလက်ဝလက်စားတွေအပေါ်ဝေဒမှုမရှိဘူးငါလည်းမယူဘူးငါလည်းရှင်ဟန်ပြုမယ်ဆိုပြီးတော့အလုံးရှင်ဟန်ပြုဖို့9ဦးဖြစ်သွားကြတယ်9ဦးဖြစ်တဲ့အခါကျတော့မြတ်စွာဘုရားထံမှာသူတို့ကဘာလျှောက်တယ်မြတ်စွာဘုရားတပည့်တော်တို့တာဂဝေမင်းသားတွေဆိုတာကအမတန်ဇာတိမှခက်ထန်တဲ့မာမနကြီးတဲ့ပုဂ္ဂိုလ်တွေဖြစ်ကြပါတယ်ဒီဥပါလိဟာတသက်လုံးတပည့်တော်တို့ကခိုင်းစီလာခဲ့တဲ့ကြေးကျွန်ဖြစ်တယ်ဒီတော့တပည့်တော်တို့ကိုရှင်ဟန်အရင်ပြုတ်ပြီးတော့ဥပါလိကိုနောက်မှရှင်ဟန်ပြုတ်ပေးမယ်ဆိုရင်လူဘဝလူလောကတုန်းကတပည့်တော်တို့ကဥပါလိအပေါ်မှာမာမနကြီးခဲ့တယ်လို့ယဟန်ဖြစ်တော့လေဒီဥပါလိအပေါ်မှာအပေါ်ကြီးကပဲနေပြီးတော့ဆက်ဆံနေကြမှာဖြစ်တယ်ဒါကြောင့်တပည့်တော်တို့ရဲ့တင်းမာနေတဲ့စိတ်ဓာတ်တွေမြင့်မောက်နေတဲ့ဒီမာမနတရားတွေနှိမ်ချိုးတဲ့အနေနဲ့အရှင်ဥပါလိကိုအရင်ရှင်ဟန်ပြုပေးပါတပည့်တော်တို့တာဂဝေမင်းသား6ဦးကိုတော့နောက်မှရှင်ဟန်ပြုပေးပါအဲဒီလိုရှင်ဟန်ပြုလိုက်မယ်ဆိုလို့ရှိရင်တပည့်တော်တို့ရဲ့ဝါကြီးနေတဲ့အရှင်ဥပါလိကိုတပည့်တော်တို့ကယူသေးကြမယ်လေးစားကြမယ်မြတ်နိုးကြမယ်အဲ့ဒီအခါမှာတပည့်တော်ရဲ့မာမနတွေဟာကြာဆင်းသွားပါလိမ့်မယ်ဆိုပြီးတော့လျှောက်ထားတယ်သူတို့လျှောက်ထားတောင်းပန်တဲ့အတိုင်းပဲရှင်ဥပါလိကိုအလျင်ပေါ့လေခေါင်းဆုံးရှင်ဟန်ပြုပေးလိုက်ပါတယ်တာဂဝေမင်းသား6ဦးကိုတော့နောက်မှပဲရှင်ဟန်ပြုပေးလိုက်တယ်ဒါဟာမိမိတို့ရဲ့မာမနကိုနှိမ်ချိုးတဲ့တန်ထမ်းတိုက်တဲ့ထုံးတစ်ခုဖြစ်ပါတယ်ဒီတော့အဲ့ဒီလိုမာမနတွေကိုနှိမ်ချိုးလိုက်ခြင်းဒီဘာဖြစ်တယ်လဲမာမနကိုနှိမ်ချိုးတဲ့ကံကသန္တရာခီးဆိုတာအကယ်၍ထင်ရှားရှိကြမယ်ဆိုရင်မြင့်မြတ်တဲ့အမျိုးအနွယ်မှလာပြီးတော့လူဖြစ်ရမယ်နတ်ဖြစ်လဲနတ်ထက်နတ်လူဖြစ်လဲလူထက်လူအသာဆုံးအမြတ်ဆုံးအမျိုးအနွယ်မှလာပြီးတော့လူဖြစ်နိုင်တဲ့နတ်ဖြစ်နိုင်တယ်အကယ်၍မာမနတွေကတိတ်ပြီးကြီးခဲ့မယ်ဆိုရင်တော့ဘာဖြစ်မလဲယုံညံ့တဲ့အမျိုးနဲ့မှသွားပြီးတော့လူဖြစ်ရမယ်ဒါကြောင့်မိမိတို့ကအစဉ်တန်းမြင့်နေတဲ့လူလောကနတ်လောကနဲ့ရင်ဆိုင်ခြင်းနဲ့ရင်ဆိုင်တိုးကျင်ကြတယ်ဆိုလို့ရှိရင်တော့ဘာလုပ်မလဲမာမနကိုနှိမ်ချိုးပေးပါခုနကရှင်အာနန္ဒာတို့ကြည့်ပေါ့တကယ်အထက်တန်းကြတဲ့အမျိုးအနွယ်မှလူလာဖြစ်ရပေမဲ့လို့မိမိတို့ရဲ့မာမနကိုနှိမ်ချိုးမချကြဘူးလားချတယ်ရှေ့သူတော်ကောင်းတွေရဲ့ထုံးမယ်ဒီသူတော်ကောင်းတို့ရဲ့ထုံးကိုနှလုံးမူပြီးတော့မိမိတို့လည်းဒီမာမနတွေကိုနှိမ်ချိုးကြမယ်ဆိုရင်သူတော်ကောင်းတို့သွားရှိတဲ့လမ်းရောက်ရှိသွားတဲ့နေရာနိဗ္ဗာန်တရားတော်မြတ်ကြီးကိုမိမိတို့လည်းမရနိုင်ဘူးလားရနိုင်ပါတယ်